ယေစုကန်တဲ့ကောင်ကကျွန်တော်ကိုမင်းကိုမင်းအရင်တုန်းကလိုငါ့ကိုကယ်တင်ခဲ့တဲ့ကယ်တင်ရှင်ကြီးလို့ထင်နေတုံးလားငွေကြေးတနအာဏာတွေရဲ့ရှေ့မောက်မှာတော့မင်းဟာလမ်းပိတ်နေတဲ့အမိုက်တစားပဲမင်းကိုငါနောက်ဆုံးအချိန်သတိပေးလိုက်မယ်စာချုပ်ချုပ်ပြီးငါစကားကိုနားထောင်မလားဒါမှမဟုတ်ရင်မင်းရဲ့ဒီတန်တဲ့အိုးလေးတောင်မင်းလက်ထဲမှာကျွန်တော်မှမဟုတ်ဘူးလို့ချင်းချောက်ပါတော့တယ်ဒီအခြေအနေကိုစောင့်ကြည့်နေတဲ့တက်ကြီးရွယ်အိုဦးလေးကြီးတယောက်ကတပြင်းချရင်ဒီလိုလောကကြီးထဲမှာထမင်းဝဝလင်လင်စားရပြီးရင်ကိုကျွေးတဲ့ထမင်းအိုးကိုပြန်ရက်ခွဲချင်တဲ့တိရစ္ဆာန်လိုလူမျိုးတွေကရှိစမြဲပဲလို့ညီးတွားရှာပါတယ်အဲ့ဒီအခါလင်းချန်ကစိတ်မကောင်းစွာနဲ့ဦးလေးကျုံကျွန်တော်ရဲ့အရှက်ရစရာတွေကိုတွေ့သွားစေမိပြီးဒီနေ့တော့ဒီထမင်းကိုစားဖြစ်တော့မယ်မထင်ဘူးလို့ပြောတဲ့အခါဦးလေးကြီးကလင်းချန်ကိုအားပေးရင်ရိုးရိုးသားသားလောက်ကင်စားတော့တဲ့သူကိုဖျားသခင်ကငှက်မထားပါဘူးလင်းလေးမင်းရဲ့လက်ကိုငြိမ်ငြိမ်ထားစမ်းဒီတဲ့အိုးကိုဘယ်သူမှလာရက်ခွဲလို့မရစေရဘူးလို့ကာကွယ်ပြောဆိုပေးခဲ့ပါတယ်မကြခင်မှာပဲဟိုလူမိုက်ကတခြားဈေးတီတွေကိုပါစာချုပ်ချုပ်ဖို့ဖိအားပေးပါတော့တယ်ကဲအားလုံးကြည့်လိုက်ကြဦးဒါကဆိုင်ကန်းကရန်ကစာချုပ်တစ်ပဲအခုငါလုံးဖေးနဲ့အတူချမ်းသာခြင်းတဲ့သူတွေရှိရင်အခုချက်ချင်းလက်မှတ်ထိုးလိုက်အရင်ကပေးခဲ့တဲ့ဆိုင်ကန်းကအနည်းချင်းဆိုတာတောင်းစားတဲ့သူကိုပေးကမ်းခဲ့တယ်လို့ပဲသဘောထားလိုက်မယ်လို့ကြေညာလိုက်တဲ့အခါဈေးတီတယောက်ကမခံမရနိုင်ဖြစ်ပြီးသူထေးကြီးလုံးခင်များတာကပြောင်းကြဓာပြလိုက်တာပဲတမလူရက်နေတာမဟုတ်လားစီမံခန့်ခွဲမှုစရိတ်ကအရင်1500ကနေအခု8000ထိတက်သွားတာလေပြီးတော့ဒီအချက်ကလည်းကျွန်တော်တို့ရဲ့ကုန်ကျန်းပစ္စည်းတွေကိုခင်များရဲ့ဆိုင်ခွဲတွေစီကနေမဖြစ်မနေဝယ်ယူရမယ်လို့အတင်းကျပ်သတ်မှတ်ထားတဲ့အဲ့ဒီထဲကဈေးနှုန်းတွေကပုံမှန်ဈေးကွက်ထက်3ဆလောက်ပိုကြီးနေတာဗျာကျွန်တော်တို့မှာမိုးမလင်းခင်ကလေးကညစ်တဲ့အထိပင်ပန်းပန်းလောက်ကင်နေတာတော့အရင်တောင်ပြန်ရမှာမဟုတ်တော့ဘူးလို့ရင်ဖွင့်တိုင်နှမ်းပါတယ်နောက်ထပ်အဖွားကိုတယောက်ကလည်းဟုတ်တယ်ရှင်နောက်ပြီးဒီချက်မှာလည်းဆိုင်ပုတ်တွေကိုခင်များတို့ရဲ့ online design တိုင်းမဖြစ်မနေအကုန်ပြောင်းရမယ်တဲ့နေ့တိုင်းလဲခင်များတို့ရဲ့ live လွှင့်တဲ့အခန်းအတွက်လူသိများအောင်ကြော်ညာက900စီပေးရဦးမယ်တဲ့ကျမတို့လိုတက်ကြီးရွယ်အိုတွေကအဲ့ဒီလိုကြော်ညာတာတွေလူခေါ်တာတွေကိုဘယ်လိုလုပ်နားလဲမှာလဲလို့ဝမ်းနဲ့ပက်လက်ပြောရှာပါတယ်ဒါပေမဲ့သူထေးလုံကတော့ view မဆိုင်ပဲငါကမင်းတို့ကိုအသက်ဆက်နိုင်မဲ့လမ်းစကိုပေးနေတာမင်းတို့အရင်ကရောင်းခဲ့တဲ့အမိုက်တရိုက်တွေကိုပြန်ကြည့်လိုက်ဦးခင်မမီပဲအောက်ခြေလဲကြာလုံးနဲ့အခုခေတ်လူငယ်တွေညဈေးကိုလာတာကစိုင်ဘာပန့်ကလိုခစ်ရှိပြေးတဲ့ကစားချက်မျိုးကိုလိုချင်လို့ဓာတ်ပုံရိုက်ပြီးလူမှုကွန်ရက်ပေါ်တင်ကျင်လို့လာကြတာအမွေးကြိုင်ကတာရှိခံပြီးထုတ်ပိုးမှုကတာဆွဲဆောင်မှုရှိရင်မင်းတို့ကိုသုံးစမကားတဲ့ဈေးနှုန်းနဲ့ရောင်းချနိုင်အောင်ငါလုပ်ပေးမယ်ဒါကိုတန်ဖိုးမြင့်တင်တာလို့ခေါ်တယ်နားလေလားလို့အတမတရားတွေကိုစင်ကြေပေးပါတယ်ပြီးတော့လင်းချန်ပက်လက်ပြီးလင်းချန်မင်းကောဘယ်လိုလဲမင်းကကုန်ကျန်းပစ္စည်းတွေရဲ့စစ်မှန်မှုကိုအလေးနဲ့ထားဆုံးလူမဟုတ်လားဒီစာချုပ်မှာဒါလက်မှတ်ထိုးလိုက်မင်းရဲ့အဲ့ဒီတစ်သားဆိုင်းပုတ်စုပ်လေးကိုချိတ်ထားဖို့ငါကွင်းပြုမယ်မင်းကိုဒီလောက်ထိမျက်နှာသာပေးတာလုံလောက်ပြီမဟုတ်လားလို့မေးခွန်းထုတ်လိုက်ပါတယ်လင်းချန်ကသူ့ရဲ့ရိုးသားမှုနဲ့တိတ်ခါကိုအပဲ့အလက်မခံပဲဒီစာချုပ်ကိုကျွန်တော်လက်မှတ်မထိုးနိုင်ဘူးလို့ပြက်ပြက်သားသားညှင်းဆိုလိုက်ပါတယ်အဲ့ဒီအခါသူထေးလုံကဒေါသကြီးနဲ့ရေမောကအလူရှင်ကြီးလင်းမင်းကမင်းရဲ့ဒေါတောင်တွေကိုဒီလောက်တောင်ချစ်မြတ်နိုးနေမှာတော့မင်းစန္ဒာတိုင်းငါဖြည့်ဆည်းပေးရတာပေါ့ဒီနေ့ကစားပြီးမင်းရဲ့ဆိုင်ကန်းကိုအဲ့ဒီထောင်ဆုံးကနေရာကိုအခုချက်ချင်းရွှေ့လိုက်တော့လို့မောင်းထုတ်ပြီးအနိုင်ကျင့်လိုက်ပါတော့တယ်ရိုးရငွေသက်တွေနဲ့ပြည့်နေနေတဲ့လမ်းဟောင်းကြီးကိုဆူရှာတောက်ပတ်တဲ့နီယိုမီတွေကာလာစပရေးတွေနဲ့စိုက်ပါညဈေးတန်းအဖြစ်အကြီးကျယ်ပြောင်းလဲပြီးခဲ့ကြတယ်မူလကလက်လက်စားဆိုင်လဲလေးတွေကိုမောင်းထုတ်ရောင်းစုံတန်ကွန်တိန်နာတစ်တာတွေနဲ့အစားထိုးလိုက်တဲ့အခါလမ်းဟောင်းကြီးရဲ့ဝိညာဉ်ဟာပျောက်ဆုံးပြီးစူညံပွက်လောလိုက်နေတဲ့တန်ဖိုးနဲ့အပေါ်ရန်တက်တာဖြစ်သွားခဲ့ရပြီးအဲ့ဒီအချိန်မှာ10နှစ်ပတ်လုံးတုံးခဲ့တဲ့စေးသားတွေကွာကြနေတဲ့တုံးပြီးလဲလေးနဲ့တန်တယ်အိုးမေကြီးကိုတုံးပြီးကျွန်တော်လူမုန်းခံလူမေခံဖုံထူတဲ့ကိုတောင်အိုလေးတွေကိုရွှေ့ပြောင်းခဲ့ရတယ်နားတဲ့အိုးပူနေတိုက်၍ငါတို့ရဲ့ကိုချင်းစာတရားမပြောက်တဲ့၍ဒီလန်းဟောင်းရဲ့မိတောင်ငိမ့်မှာမဟုတ်ဘူးစိတ်တမကြပဲဝါချင်းချင်းမိသီးလေးတစ်လုံးအောက်မှာဝက်စီတန်တန်တဘာဝချက်ဥတွေနဲ့ဘယ်တော့မှမငိမ့်မဲ့မိဘလေးတစ်ခုလိုထမင်းတွေကိုဆက်ပြီးကြော်နေခဲ့တယ်လမ်းမကြီးဘက်ကဝိညာဉ်မပါတဲ့စူညံမှုကိုစိတ်ပြတ်တဲ့ဖောက်တီဟောင်းအဖိုးကိုလောင်ကျုံနဲ့အလုတ်သိမ်းတဲ့အမိုက်သိမ်းသမားတွေကပဲကျွန်တော်ရဲ့အားကိုးရပေါ့စိုက်ပါညဈေးဖွင့်ပွဲနေ့မှာစီဝါရေးသမားလုံဖေးကဆယ်လီတွေမီဒီယာတွေကိုအနောက်ကရံပြီးကျွန်တော်ရဲ့မောင်မီးနေတဲ့ဆိုင်လေးစီကိုလူအုပ်ကြီးနဲ့အတူချီတက်လာခဲ့တဲ့ကင်မရာတွေရှေ့မှာမီဒီယာမင်းကလေးကနှာခေါင်းပိတ်ပြီးညစ်ပတ်တယ်မလားကြားနဲ့လို့တိတ်ခါချတယ်လို့လုံဖေးကလည်းစားပွဲအိုကြီးကိုခြေပြားနဲ့ခတ်ပြီးမင်းရဲ့3နှစ်စာဝင်ငွေကငါရဲ့ကွန်တိန်နာတညစာ9ခါပဲရှိတယ်ဒီခေတ်ကအပြင်ပန်းလှပန်းနဲ့ပြရတာကွာမင်းကတော့ဒီတော်တဲ့တောင်ထဲကအမိုက်ဆုပ်တွေကိုဖတ်တွေ့ထားတော့မယ်လို့လောင်ပြောင်ခဲ့ရဲ့ကျွန်တော်ရောက်မှကိုချသူ့ကိုတဲ့ကြည့်ပြီးတီတီငိမ့်ငိမ့်ပဲပြန်ပြောလိုက်တယ်လုံဖေးမရှာနေတာကအလွယ်ရတဲ့ပိုက်ဆံမင်းရောက်နေတာကအပေါ်ရန်ကုန်ဘက်ကတနဒေါတောင်ထဲကထွက်တဲ့ဆန်စပါးကရက်ပေါင်း100ကြော်ဆက်ပြိုးရတယ်ဝက်ချောက်ကလည်း6လလောက်အချိန်ယူပြီးထင်းရှူးမိနဲ့အခိုးခံရတယ်ဒါကိုအချိန်ရဲ့တန်ဖိုးနဲ့စေတနာလို့ခေါ်တဲ့လူတွေရဲ့ရှာကကမ်းမနေပါဘူးမင်းတို့ရဲ့အတူအယောင်တွေကငါရဲ့တကယ်မိတော့ကိုဘယ်တော့မှမကြော်လွန်နိုင်ဘူးသူတို့ကတော့ကျွန်တော်ကိုခင်းနောက်ကြကြံခဲ့သူလို့တမုတ်ပြီးဝင်ကြွားစွာရေမောထွက်ခွာသွားကြတယ်သူတို့ထွက်သွားပြီးနာရီဝက်တောင်မပြည့်ခင်မှာတင်တမိုင်းလဲသွားခဲ့ပါပြီအပြင်ကဓာတုဗေဒဆန်နဲ့အနက်အသက်တွေပလတ်စတနက်ရတဲ့ဝက်ဥချောင်းတွေနဲ့တန်ဖိုးနဲ့စီပြန်ကြော်နှံ့တွေကိုယွင်ရှာသွားတဲ့စားသုံးသူတွေဟာကျွန်တော်ဆိုင်ရဲ့ဝက်စီမွေးမွေးနဲ့ကြက်ဥကြော်နှံ့လေးနောက်ကိုလိုက်ရင်လမ်းကြားတဲ့ကိုတဖြည်းဖြည်းတိုးဝင်လာကြတော့တယ်မကြခင်မှာပဲကားကိုတောင်ဟောင်းလေးရဲ့မှာသူထေးသားတွေညဆိုင်စင်ခါတန်ရှင်းရဲ့တော်ကြီးတွေနဲ့လူငယ်တွေပါဝင်လူတွေပြည့်နှက်သွားခဲ့တယ်မိသီးတလုံးပဲရှိတဲ့ထောင်လေးမှာလူတိုင်းကစစ်မှန်တဲ့အရသာကြောင့်စိတ်လှုပ်ရှားပြီးမြင်ရည်ရှက်ရည်စားနေကြတဲ့အချိန်အဖိုးကိုလောင်ကျုံကနည်းနည်းစွာပြုံးပြီးပြောတဲ့ရှားဘောကအရသာရဲ့အမတ်တရားကိုတော့ဘယ်တော့မှဖျောက်ဖျက်လို့မရဘူးအမြုပ်တွေကဘလောက်ပဲအပေါ်ကိုမြင့်တက်ပါစေဝမ်းကိုတော့မပြည့်စေနိုင်ဘူးညစေးတန်းရဲ့အပေါ်ရန်အတူအယောင်စီကားမှုကတပတ်တောင်မခံခဲ့ပါဘူး6ရက်မြောက်နေ့မှာပဲအစားအသောက်အရေးသွေးညံ့ဖြစ်မှုအစိတ်အတောက်ဖြစ်မှုတွေကြောင့်လမ်းမကြီးတစ်ခုလုံးလူသူကင်းမဲ့ပြီးနှင်းပြိုတလို့ပျက်စီးသွားခဲ့ရတယ်နားကွဲမတက်မီဟဲနေရဲ့အီလက်ထရွန်နဲ့တချင်းတန်တွေနဲ့ရောင်စုံနီယိုမီတွေအောက်မှာတော့အစားအသောက်ကြောင့်မျက်နှာဖြူဖြောနေတဲ့ကလေးကိုပွေ့ချပြီးဒေါသတကြီးငိုရော်ဟဲ့နေတဲ့မိခင်တယောက်ရဲ့တနာစရာမြင်ကွင်းနဲ့ပဲညီကုန်းကျုပ်သွားခဲ့ပါတော့ဒဲခိရီစီချောင်းတွေဘလောက်ပဲပြောင်းလဲပါစေအပေါ်ရန်ဖန်တီးမှုတွေဟာစေတနာနဲ့အချိန်ရင်းပြီးလှုပ်ထားတဲ့စစ်မှန်ခြင်းကိုဘယ်တော့မှမရှင်းနိုင်ဘူးဆိုတာဒီဇလန်ကတက်တည်ပြနေပါတယ်